တစ်သီးတွေခူရတာကမြောက်ကကိုအသီးတွေရှားကြတာမြောက်ကစီမံရတာကဆင်ကြီးကဟုတ်လားဒီကပြန်ကြွမယ်ဆိုပြီးတော့ပြတဲ့သတင်းကြွတဲ့အခါပြန်လဲကြွလိုက်ရောပလဲလဲဆင်ကြီးကဖယားနဲ့တန်ဃာတွေရှေ့မှာလမ်းကနေကန့်လန့်ကြီးခံထားဆင်ကြီးကကန့်လန့်ကြီးခံတော့ယဟန်တွေကမေးတယ်မြတ်စွာဘုရားဆင်ကြီးဘယ်နဲ့လောက်တာတော့ဖယားစီကကန့်လန့်ကြီးခြေသားတို့သူကတန်ဃာတော်ဖယားနဲ့တော့ကတန်ဃာတော်တွေကိုသွန်းလူခြင်းသေးတဲ့ပြုစုလှုပ်ကြွေးခြင်းသေးတဲ့အဲ့ဒါကြောင့်သူ့သွန်းလေးဖုံးပေးသွားကြအောင်ဆိုပြီးတော့သူကအဲ့ဒါကြောင့်တားထားတဲ့ခြေသားတို့ဆိုတော့တန်ဃာတွေအဲ့ဒီမှာတော်တဲ့ပြန်ဝင်တော့ဟာတစ်သီးတွေအများကြီးစီမံထားတဲ့ဗျာမြောက်ကလေးကတစ်သီးတွေခူးပဲဆင်ကြီးကစနစ်တကျတန်ဃာတွေပိန်နေသီးတွေတရက်သီးတွေဒါမျိုးတွေနေမှာပေါ့ဟုတ်လားအသီးစုံအောင်လှုပ်ပေးထားတော့တန်ဃာတော်မြတ်စွာဘုရားနဲ့တော့ကတန်ဃာတွေဖုံးပေးလိုက်ကြတာအတစ်သီးစွမ်းပေါ့ဗျာဟုတ်လားတစ်သီးစွမ်းဖုံးပေးတာကိုအာရကျေနာပြီးတော့အောင်မလီတစ်သီးတွေခူးရတာကမြောက်ကကိုအသီးတွေရှားကြတာမြောက်ကစီမံရတာကဆင်ကြီးကဟုတ်လားသူရှာသူခူးတဲ့စစ်သီးအသီးတွေကိုဖယားနဲ့တန်ဃာတွေဖုံးပေးတယ်ဆိုတာပျော်လွန်းလို့တဲ့မြောက်ကလည်းဒီကနေဟိုပြေဟိုကနေဒီပြေအငြိမနေနိုင်ဘူးပျော်လို့သူကခုံရင်းနဲ့အဲ့မှာတဲ့ခိုင်းကြိုးကြပြီးမြောက်ကလေးသေချာရောဟုတ်လားအဲ့ဒီမှာမြောက်ကဘယ်ရောက်တော့မင်းသူကနတ်ပြည်ရောက်ချသွားတာဖုံးပေးလို့ပြီးတန်ဃာတော်ရှင်သူမြတ်တွေပြန်ကြွတဲ့ခါကြတဲ့ခါဆင်ကြီးကလိုက်လာတယ်ဟဲ့မလဲလဲစင်မင်းကြီးမလိုက်တော့နဲ့ဒီကနေရှေ့သွားလူတွေနဲ့နီးပြီးမင်းတို့အန်တရများတယ်မလိုက်ခဲ့တော့နဲ့ဘုရားကငါဒီတခါကြွခြင်းဟာဒီတော့ကိုနောက်တစ်ချိန်ငါပြန်လာစရာအကြောင်းမရှိတော့ဘူးမင်းလည်းပဲကုသိုလ်တွေအများကြီးပြုထားပြီးပြီပဲကျင့်တတ်တော့အာရတော့နှစ်သိမ့်တော့မြတ်စွာဘုရားဟောပြီးတော့အဲ့ဒီမှာရှေ့ခရီးဆက်သွားမြတ်စွာဘုရားနဲ့တန်ဃာတော်တွေကိုမျက်စိတစုံစီဆင်ကြီးကကြည့်နေတာသူ့မျက်စိအောက်ကလည်းကွယ်ပြောက်သွားရောဆင်ကြီးလည်းအဲ့မှာနှလုံးကွဲပြီးတော့အဲ့နာတယ်သေလာတယ်ဗျာဟုတ်လားအေးတရိစ္ဆာန်ပင်ဖြစ်တော်လဲပြိတယ်တခါတခါတရိစ္ဆာန်တွေရဲ့ဖြောင့်မှတ်မှုတရိစ္ဆာန်တွေရဲ့တရားတရားကောင်းမှုနော်သူတို့ရဲ့အလှဟာညံသာမရှင်းပေမဲ့လို့ပြိတယ်ကောင်းမှုကတော့ဗာလေကောင်းမှုပဲအဲ့ဒီကောင်းမှုကြောင့်ပလဲလဲစင်မင်းကြီးလဲနတ်ပြည်မှာနတ်သားကြီးသွားဖြစ်တာပဲအဲ့ဒါနဲ့တို့ပြောကြတော့တန်ဃာတော်ရှင်သူမြတ်နဲ့မြတ်စွာဘုရားနဲ့တန်ဃာတော်ရှင်သူမြတ်သာဝတိပြည်သေတုံအကြောင်းပြန်ရောက်တဲ့အခါစောစောကကောသံဘီကတန်ဃာတော်များကပလဲလဲတော့မှမရှိတော့ဘူးသာဝတိကိုလိုက်ကြမယ်ဆိုပြီးတော့တန်ဃာ1000သာဝတိကိုလိုက်သာဝတိကိုကောသံဘီပြည်ကတန်ဃာတွေလာတဲ့ဆိုတဲ့သတင်းလဲကြားရောပြိတယ်ကောသလဘုရင်ကအမိန့်ထုတ်တယ်အဲ့ဒီကိုတော်တွေဒီတိုင်းပြည်တဲ့မဝင်စင်နဲ့ဝင်မခံနိုင်မညီညွတ်တဲ့တန်ဃာတွေငါတို့တိုင်းပြည်ထဲမှာမဝင်နဲ့တဲ့ညီညွတ်နေတဲ့တန်ဃာတွေပါဒီကိုတော်လိုက်တန်ဃာတွေကွက်သွားမှာဆိုလို့ဟုတ်လားသမက်ကဏ္ဍတပောသူကိုညီညွတ်နေရင်ချမ်းသာတယ်မညီညွတ်ရင်ဆင်းရဲတယ်အဲ့ကြောင့်ဒီကိုတော်တွေလိုက်တို့ပါဆင်းရဲကုန်လိမ့်မယ်ဒီကိုတော်တွေတို့စီဝင်မခံနဲ့ဒီလိုပြောကောသလဘုရင်ကတိုင်းပြည်ကြီးနဲ့ခြေပြီးအမိန့်ထုတ်သလိုတကယ်လို့ဘုရင်ကနေဝင်ခွင့်ပေးတော်မဲ့အနာတပိန်တထေးကလည်းအဲ့ဒီကိုတော်တွေသူ့ကြောင့်လက်မခံနိုင်ဘူးတဲ့ဒီလိုဖြစ်ပြန်တာဟုတ်ပြီလားမညီညွတ်ခြင်းရဲ့ပြိတ္တိဘာအကျိုးတွေလဲဆိုးကျိုးတွေဟုတ်ပြီလားမညီညွတ်ခြင်းရဲ့ဆိုးကျိုးတွေခံကုန်ကြပြီအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ထံရောက်လာကြတဲ့အခါတည်င်းကမြတ်စွာဘုရားတန်ဃာတွေမရောက်ခင်ဒီတည်င်းကြားကောသလဘုရင်ကဝင်ခွင့်မပေးလို့တန်ဃာတွေဝင်ခွင့်မရဘူးတဲ့ကောသလဘုရင်ကဝင်ခွင့်ပေးသည့်တိုင်အောင်နာတပိန်တထေးကလည်းသူ့ကြောင့်လက်မခံနိုင်ဘူးတဲ့အဲ့တော့မြတ်စွာဘုရားကဘယင်နဲ့တကွာเจ้าတကာတွေဖြောင်းပြပြောဆိုပြီးအဲ့လိုမလုပ်ကြနဲ့ဝင်ခွင့်ပြုလိုက်ဆိုတော့မှတန်ဃာတော်ရှင်သူမြတ်အဲ့ဒီမှာဝင်ခွင့်ရကြတယ်ကောသံဘီတန်ဃာတော်များဟုတ်ပြီလားဝင်ခွင့်ရပြီးတဲ့အခါမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုသူတို့ရဲ့အပြစ်တွေဝန်ချတောင်းပန်ပြီးတော့အဲ့ဒီမှာရှ िख ိုးကြတယ်ဗျာအပြစ်ကိုမလုပ်ကြတယ်ဝန်ချတယ်ပေါ့ဟုတ်ပြီလားအဲ့ဒီမှာအဲ့ဒီတန်ဃာတော်ရှင်သူမြတ်တွေကိုမြတ်စွာဘုရားကစောစောကဟောတဲ့တရားလေးဟောပရိသနဝိဇာနန္တိယမမေတ္ထယမမသေးပရိသနဝိဇာနန္တိမယမေတ္ထယမမသေးယေဇာတတ္ထဝိဇာနန္တိတရောသမန္တိမေရကပရိသပညာရှိမှတပါလူမိုက်များတို့သည်မယငါတို့သည်ယမမသေးနှစ်တရားတွင်သေမင်းခရင်ဝင်ကြရမှာပဲရဲ့လို့နသဝိဇာနန္တိမသိကြဘူးတရောထို့သောမသိခြင်းကြောင့်
မေရဂယံတို့သည်နသသမ္မန္တိမငြိမ်းကြဘူးလူမိုက်တွေဟာငါတို့တွေတစ်တရားအတွင်းလေးသက်ရှင်ရတာပဲတူတူလေးသက်ရှင်ရတဲ့အခိုက်ကလေးမှာတော့တို့တွေညီညီညွတ်ညွတ်နေမှသင့်မယ်ဆိုတဲ့ဟာမျိုးလူမိုက်တွေမှာဒီအတွေ့မရှိဘူးအဲ့ဒါကြောင့်မို့လူမိုက်တွေမှာဘာဖြစ်လို့မင်းရန်ဆိုတာလည်းပဲမငြိမ်းကြဘူးယေဇပန္တိတာချင်းပညာရှိတဲ့ပုဂ္ဂိုလ်တွေမှာတော့မယံငါတို့သည်ယမမသေးသေးမင်းရဲ့နိုင်ငံတို့နှစ်တရာတွင်သက်ဆင်းကြရလိမ့်မယ်လို့ဝိဇာဏန္တိကောင်းစွာမသွေးသိကြပါပေကုန်၏တရောထို့သောသိခြင်းကြောင့်မေရဂယံတို့သည်သမ္မန္တိငြိမ်းကြတယ်ရဲ့လို့ဘဂဝါ